ခုတင်ပြပေးမှာတော့ကျွန်တော်ထိုင်းစကားပြောအပိုင်း18ပေါ့နော်ထိုင်းစကားပြောအပိုင်း1ကနေတင်လာတာရှိပါတယ်နော်တကယ်လို့ကိုကမကြည့်ရသေးဘူးဆိုရင်1ကနေကြည့်လိုက်ပါဒီမှာဆိုလို့ရှိရင်ဘာဖြစ်ဖြစ်ရတယ်ပေါ့နော်ဥပမာကိုကတခုခုဟိုကငွေချင်းမဖြစ်ဖြစ်ကိုအတီးရဖြစ်ဖြစ်ဘာစားမလဲဘာညာမင်းဘာအဲ့လိုမျိုးပေါ့နော်ဘာဖြစ်ဖြစ်ရတယ်အဲ့လိုမျိုးလေးတွေပြောတဲ့အခါမှာသုံးတာပေါ့နော်ဘာဖြစ်ဖြစ်ရတယ်ဆိုရင်အရိုင်ကောได้โออะรอไอไรก็ก็ดอไอได้ไม่ถูกได้โออะรอไอไรก็ก็ดอไอได้ไม่ถูกได้อะไรก็ได้ဒါမဲ့သူတို့ထိုင်းလူမျိုးတွေကဒီစကားပြောကြလို့ရှိရင်ကျွန်တော်ဒီကရတန်နေရာမှာလတန်စားထိုးရဲဆိုတော့အလိုင်ကောได้မိမိကရတန်နဲ့ပဲပြောလတန်နဲ့ပဲပြောရရပါတော့အလိုင်ကောได้ပဲဖြစ်ဖြစ်အလိုင်ကောได้ပဲဖြစ်ဖြစ်ရပါတယ်ဘာဖြစ်ဖြစ်ရတယ်တကယ်လားဆိုရင်ကျင်းလောကြောရောဤငေါကျင်းဟောရောအောရောကြောရောဤငေါကျင်းဟောရောအောရောကျင်းရောတကယ်လားကျင်းလောတကယ်လားတတိထားပါဆိုရင်ရဝမ်နွိုင်အမှသူတို့ကကြတော့ဒီရနေရာမှာလာတန်တယ်ပဲစကားပြောမှပြောတဲ့ခါကျတော့လဝမ်နွိုင်ရောအာရဟောအာငေါဝမ်ဟောနောအောယောနော်မအေနော်ရောအာရဟောအာငေါဝမ်ဟောရောဟောနောအောယောနော်မအေနော်ရဝမ်နွိုင်တတိထားပါဒီမှာကျွန်တော်မသိဘူးဆိုရင်ဖုံမဲရူพอมอผมมอไอไม่เอไม่รออูรูไม่ถูรูพอมอผมมอไอไม่เอไม่รออูรูไม่ถูรูผมไม่รู้ကျွန်တော်မသိဘူး